ချင်းပြည်နယ်မှာအခုဖြစ်ပေါ်နေတဲ့အခြေအနေတွေကိုအလွန်ရှုပ်ထွေးတဲ့ပြဿနာအဖြစ်ရှုမြင်နေကြတာများပါတယ်။ဒါပေမဲ့ချင်းပြည်နယ်ရဲ့နောက်ခံသမိုင်းကြောင်းကိုကြည့်ပြီးလက်ရှိအခြေအနေကိုတိုးတက်မှုလို့ယူဆသူတွေလည်းရှိပါတယ်။ဒါကြောင့်မျက်မှောက်ခေတ်ကိုပိုပြီးနားလည်နိုင်ဖို့ချင်းတိုင်းရင်းသားရဲ့နောက်ခံသမိုင်းကိုအရင်ဆုံးတင်ပြပါရစေ။ဗမာကချင်းလို့ခေါ်ပြီးဘင်္ဂလီကကူကီရခိုင်ကခရိုင်းအင်္ဂလိပ်ကလူရှိုင်းလို့ခေါ်တဲ့လူမျိုးဟာသူတို့ကိုသူတို့ဇိုလို့ခေါ်ကြောင်းဇိုပညာရှင်ဒေါက်တာဘွန်ဆွန်းကရှင်းပြထားပါတယ်။ကွယ်လွန်သူဒေါက်တာဘွန်ဆွန်းရေးသားပြုစုတဲ့ဇိုသမိုင်းစာအုပ်ကိုမီဇိုရမ်ပြည်နယ်အိုက်ဇောမြို့မှာ1986ခုနှစ်ကအင်္ဂလိပ်ဘာသာနဲ့ထုတ်ဝေတာမို့အနှစ်40နီးပါးရှိနေပါပြီ။ချင်းဆိုတဲ့ဝေါ်ဟာရဟာဇိုစကားမဟုတ်ပဲဇိုလူမျိုးကိုအပြင်လူကခေါ်တဲ့စကားသာဖြစ်တယ်လို့ဆိုပါတယ်။ဇိုဘာသာစကားဟာတိဘက်မြန်မာအုပ်စုဝင်မှာပါဝင်ပါတယ်။တရုတ်ပြည်အနောက်ပိုင်းကန်စုနဲ့ရှန်စီဒေသကအနောက်တောင်ဘက်ကိုတဖြည်းဖြည်းရွှေ့ပြောင်းလာကြတဲ့မျိုးနွယ်စုတွေထဲမှာဇိုလူမျိုးလည်းပါဝင်ပါတယ်။ဒါကြောင့်လွန်ခဲ့တဲ့အနှစ်2000လောက်ကမြန်မာပြည်ထဲဝင်လာတဲ့ဇိုမျိုးနွယ်စုဟာချင်းတွင်းနဲ့အေယာဝတီမြစ်ဆုံတွေ့ရာမြစ်ဝှမ်းဒေသမှာအခြေချပွေရှိတယ်လို့ဒေါက်တာဘွန်ဆွန်းကခန့်မှန်းပါတယ်။ဗမာတဲ့စောပြီးမြန်မာပြည်ထဲဝင်လာသူတွေထဲမှာဇိုမျိုးနွယ်စုလည်းပါဝင်ပါတယ်။ဒါကြောင့်ဗမာတွေဝင်မလာမီကတည်းကဇိုမျိုးနွယ်စုဟာစကိုင်းနဲ့မုံရွာအကြားမှာအခြေချပြီးဇိုဘရစ်နိုင်ငံကိုတည်ထောင်တယ်လို့ဆိုပါတယ်။မုံရွာမြို့နယ်ကချင်းဖျားလို့ခေါ်တဲ့73ပေမြင့်ကြောက်တုံးဟာဇိုဘရင်နိုင်ငံရှိတဲ့ကြောင်းသက်သေပြနေပါတယ်တဲ့။စကိုင်းနားမှာချင်းရွာလို့ခေါ်တဲ့အရက်လည်းရှိပါတယ်။ဇိုဘရစ်နိုင်ငံပျက်စီးသွားတဲ့အခါဇိုမျိုးနွယ်စုဟာချင်းတွင်းမြစ်ကိုဖြတ်ကျော်ပြီးကလေးကပေါ်မြစ်တာနဲ့ရောနယ်မှာအခြေချကြပါတယ်။ချင်းတွင်းမြစ်အနောက်ဘက်ဒေသကိုရွှေ့ပြောင်းသွားကြတဲ့ဇိုမျိုးနွယ်စုဟာမြေလူရင်းပဋိပက္ခဖြစ်ကြပါတယ်။ဇိုအုပ်စုအချင်းချင်းဖြစ်ပွားတဲ့စစ်ပွဲတွေဟာ16ရာစုနဲ့18ရာစုမှာအပြင်းထန်ဆုံးနဲ့အကျယ်ပြန့်ဆုံးဖြစ်နိုင်လိမ့်မယ်လို့ဒေါက်တာဘွန်ဆွန်းကခန့်မှန်းပါတယ်။အင်္ဂလိပ်မြန်မာပထမစစ်ပွဲဖြစ်တဲ့1824မှာမဏိပူအခြေစိုက်ဗမာတွေကိုအင်္ဂလိပ်ကတိုက်ထုတ်ပြီးကျူးကျော်လာတဲ့အတွက်ပလက်ဝကိုလက်လွတ်လိုက်ရပါတယ်။အင်္ဂလိပ်မလာခင်ကမဏိပူတောင်တန်းမှာဇိုနဲ့နာဂမျိုးနွယ်စုတွေနေထိုင်ပါတယ်။ကဘောကြိုင်ဝမ်ကိုတော့မဏိပူနဲ့ဗမာတလှည့်စီကြီးစိုးကြပါတယ်။ရခိုင်ဒေသကိုအင်္ဂလိပ်သိမ်းတဲ့အခါမှာကဘောကြိုင်ဝမ်ကိုခွဲခြမ်းပြီးနေနမိတ်သတ်မှတ်လိုက်တဲ့အတွက်အိန္ဒိယအခြေစိုက်ဇိုနဲ့မြန်မာအခြေစိုက်ဇိုဆိုပြီးနှစ်ချမ်းကွဲသွားပါတယ်။1826က1894အထိအနှစ်80နီးပါးဇိုမျိုးနွယ်စုကအင်္ဂလိပ်အုပ်စိုးမှုကိုစန့်ကျင်ခဲ့ကြောင်းဆရာဘွန်ဆွန်းကအသေးစိတ်မှတ်တမ်းတင်ထားပါတယ်။ဒီဘောမင်းနန်းချခံရပြီးတဲ့နောက်ပုံကန်ထကြွတဲ့ရွှေကြိုးပြူမင်းလောင်းဟာဇိုနယ်မြေမှာခိုလုံရပါတယ်။အင်္ဂလိပ်ကဘယ်လောက်ပဲအကြက်ကိုင်ရွှေကြိုးပြူကိုဇိုတွေကကာကွယ်စောင့်ရှောက်ထားပါတယ်။မိမိသဘောအလျောက်အညံ့ခံလိုက်လို့ရွှေကြိုးပြူကြိုးတံခံလိုက်ရတာလို့ဆရာဘွန်ဆွန်းကဆိုပါတယ်။ခင်မီလက်နဲ့ရှိတဲ့အင်္ဂလိပ်တပ်ကအပြင်းအထန်ထိုးစစ်ဆင်တော့မှဇိုတော်လိုင်းရေးအုပ်စု1894မှာအညံ့ခံလိုက်ပါတယ်။ဇိုမျိုးနွယ်စု12စုရှိကတနက်အလက်ပေါင်း1000ကျော်သိမ်းဆည်းရမိတယ်လို့ဆိုပါတယ်။1900ပြည့်လွန်နှစ်လောက်ကတည်းကဇိုလူမျိုးကိုအင်္ဂလိပ်ကစစ်မှုထမ်းခိုင်းပါတယ်။ဇေယျဆန်းသဘုံနဲ့ဇိုသဘုံနှင်းရေးမှာလည်းဇိုစစ်သားကိုပဲသုံးပါတယ်။အင်္ဂလိပ်လက်ထက်မှာဇိုတွေတိုးတက်လာပါတယ်။အင်္ဂလိပ်နဲ့လက်တွဲပြီးဂျပန်ကိုတိုက်ခိုက်တဲ့ဇိုအုပ်စုရှိသလိုဂျပန်နဲ့လက်တွဲတဲ့ဇိုအုပ်စုလည်းရှိပါတယ်။1943မှာဂျပန်ကမြန်မာပြည်ကိုလွတ်လပ်ရေးပေးတော့ဇိုဒေသလည်းလွတ်လပ်တဲ့သမ္မတနိုင်ငံဖြစ်လာပါတယ်။ဂျပန်တပ်ရဲ့ဖိနှိပ်မှုကိုမခံနိုင်တဲ့ဇိုလူမျိုးစုဟာ1944စက်တင်ဘာမှာချင်းလွတ်လပ်ရေးတပ်ကိုဖွဲ့စည်းပြီးဂျပန်တော်လှန်ရေးကိုအတိအလင်းဆင်နွှဲပါတယ်။ဒါကြောင့်ဂျပန်ကိုတော်လှန်ရမှာဇိုချင်းတပ်ဟာဗမာစစ်တပ်တဲ့6လစောပါတယ်။ဇိုဒေသဟာဗမာလက်အောက်ခံတခါမှမဖြစ်ခဲ့ဘူးပါဘူး။ဘုံရန်သူကိုနှိမ်နှင်းရင်နိုးကြတက်ကြွလာတာတွေဇိုသမိုင်းမှာရှိခဲ့တာမို့သမိုင်းတစ်ခေတ်ပြန်ပစ်လိမ့်မယ်လို့မျှော်လင့်ရပါတယ်ခင်ဗျာ။